မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အရန်ပြောတဲ့နေ့လေးတွေဖြစ်လာတယ်ပေါ့နော်ဒူနာပြုတင်တန်းတက်ပြီးတော့အခု certificate ယူမဲ့ပညာရေးဝန်ကြီးဌာနမှာရှိတဲ့အခမ်းအနားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒါကတော့နေရာယူဖို့အခမ်းအနားထဲမှာပါခင်ဗျာဘွဲတွေ certificate တွေယူမဲ့သူတွေကလည်းတစ်ဖွဲ့ပြီးတစ်ဖွဲ့အစုံရောက်ရှိလာပါခင်ဗျာအားလုံးနေရာယူဖို့ပြင်ဆင်နေကြပါပြီဒါကတော့မြင်ကွင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့ခန္ဓာထဲမှာတပ်ပုံတွေဗီဒီယိုတွေမှတန်းတွေရယူနေတာပဲဖြစ်ပါတယ်မကြခင်မှာပဲအခမ်းအနားစတင်ဖွင့်လှစ်ပါပြီဒါကတော့ဘရင်ရဲ့နိုင်ငံအပေါ်တန်းဆောင်ခဲ့တဲ့ပုံရိပ်အချို့ကိုပြသပေးရပဲဖြစ်ပါတယ်သူကတော့အခမ်းအနားဥက္ကဋ္ဌပဲဖြစ်ပါတယ်ခင်ဗျာခန္ဓာပြည်ဆုံးပြီးတော့အပြင်မှာပျော်ပျော်ပါပါတပုံနေဗီဒီယိုတွေရိုက်ကူးနေကြတာပဲဖြစ်ပါတယ်ကဲ certificate ယူတဲ့မှတ်တမ်းကြည့်ရှုပြီးသွားပြီဆိုတော့စကားမဆက်ထိုင်းနိုင်ငံမှာဒူနာပြုတင်တန်းတက်ရောက်လို့သူများရှိရင်လည်းကျွန်တော်ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်ဆက်သွယ်မလေးစာကိုကျွန်တော်ရေးပေးထားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ